ဒီမှာမှတ်ကြည့်နင်တို့ကတလာပြီးတလာဟိုရွှေ့ဒီရွှေ့နေပါလေငါတင်မပတ်စံပေးတော့မှာဟဲ့ဟုတ်ဒီလိုလည်းမဟုတ်ပါဘူးတကြီးမင်းရဲ့ကျမတို့အတိုးတွေလည်းပေးနေတာပဲရှင်ကျမတို့တကယ်ကိုအဆင်မပြေလို့ပါတော်စားမကြီးကြီးတို့ကတသက်လုံးအဆင်ပြေမှာမဟုတ်ဘူးတရားမင်းငကင်းနဲ့ဆင်းမတာတော့ငတ်နေမဲ့ဟာတွေအဲ့လိုတော့မပြောပါနဲ့တကြီးကြော်ရဲ့ကျမတို့တကယ်ကိုအဆင်မပြေလို့ပါကျမတို့လေလည်းမရှိတော့ရအလုပ်လေးတွေပဲလုပ်ပြီးနေရလို့ပါရှင်ကျမတို့လည်းကိုလည်းတကြီးတို့ပဲအတိုးနဲ့သိမ့်ပစ်တာပဲလေတော်ကြွေးရလေဗျာခင်ဗျားတို့ကြွေးမဆက်နဲ့တို့ကြုတ်လို့လည်းသိမ်းရလေမတရားသိမ်းတာမှမဟုတ်တာဒီမှာမှတ်ကြည့်နင်ကငါတခါတည်းအပြတ်ပြောလိုက်နော်ငါကျွေးကိုပြန်မဆက်နိုင်ရင်နင်တို့အိမ်မှာငါသိမ့်မတာပဲတော်ကိုလေနော်ဝေးမနေရတော့ဝေးကိုမကြည့်နဲ့လားဝေးကိုမကြည့်အောင်ဒီနေတော့သားပြီကိုကြီးလာပြီရောဒီမှာလေဒီမှာလေပြပါလေနေရပြပါလေကိုကြီးဒီမှာရောAli dah dulu biar mana biar beli ya beli mari le rồi lẹ về đi đi go đi xây gì đó đi đi ba nào mà lên lại nào mà đi ba đi baကဲပါညီမလေးရေကိုကြီးတို့လည်းသိုးပြန်ပြီကိုကြီးရေညီမလေးရတော့ကဲစိတ်မဆုံးနဲ့တော့ညီမလေးမောနေပြီနော်အိမ်ပြန်အောင်ကိုကြီးနော်ကဲတော့မလေးကို
တားလို့ပြန်လိုက်မေးမေး အဲ့ဒါဒီတော့လည်းမကောင်းပါလား။ဘာဖြစ်တာလဲ အမေနေမကောင်းလိုက်တမီးနေပြန်လာမယ် မေးဟိုအမေနေမကောင်းလေချွေးထုတ်စီလေးတောက်ထားလိုက်ပါလားတားတော့ပဲမယ်လေမင်းနော် မေဘာမှမဖြစ်ပါဘူးသားတို့သမီးတို့ရဲ့ ။အမေကလည်းအမေကရင်လို့မဟုတ်ပါဘူး။သားသမီးတွေပြန်လာအများနဲ့ပျော်ရွှင်နေအမေကြိုနေတာလေ။ဟိုအမေဘာဖြစ်လဲပြောပါမယ်။အမေတခုတော့ဖြစ်နေတယ်အမေ ဟုတ်တယ်မေး တကြီးရဲ့ကျွေးကိစ္စပေါ်သားတို့သမီးတို့ရဲ့ အဲ့တကြီးကအမေကိုဘာပြောလိုက်လို့လဲမေးဟမ် သူ့ကျွေးကိုမဆက်နိုင်ဒီအိမ်လေးကိုတိမ့်မယ်တဲ့ ဟွန်းအရင်တော့ကလည်းလက်ကွက်တွေကိုသူ့ပဲသိမ့်မိပြီလေအမေ ။တော်တော်တော့တရားလွန်နေပြီအမေ။ဟိုတစ်ခေါက်ကလည်းလဲသိမ့်ပြီးသွားပြီ။အဲ့ဒါကိုမကျေနပ်သေးဘူးလား အဲ့ဒီလေခွက်တွေကိုတိမ့်တာအတိုးအတွက်ပဲတိမ့်တာတဲ့သားကြီးရဲ့ ဘယ်တတ်နိုင်မလဲကိုကြီးသူကတီးရွာမှာတကြီးပဲဒီလိုဒီမှာမှားမှန်မှန်ညီလေးတို့အခုချိန်မှာခေါင်းငုတ်ပြီးခံရမှာပေါ့ဗျာ ။အေးပါညီလေး။ငါတို့ပေဖြစ်ကြုံတော့ခံလိုက်အောင်ပေါ့ကွာ။သူတနေ့တော့ဖြစ်လာအောင်ပါ။ မာစတာကြီးတို့လိုအပ်တာရှိရင်ပြောပါခင်ဗျာကျွန်တော်တို့အားလုံးပြည့်စုံအောင်လုပ်ပေးမှာပါနော်ပြောကြောက်တို့မင်းကဂျပန်လိုနည်းနည်းပါးပါးတတ်တယ်မာစတာကြီးကငါပြောတာတွေပြန်ပြောလိုက်ပါနော် ဟောကျွန်တော်ကတကြီးသားပါကျွန်တော်နာမည်အောင်ထူးပါမစတာတို့လိုတာရှင်းခိုင်းပါခင်ဗျခိုင်းလို့ရပါတယ်ဟဲ့ကြောက်တို့ချိုးပြောလိုက်ယူကစတာကြီးတို့ မာစတာ Hi, Master. Hi. ကိုစင်ရေ ဟေး မစတာကြီးကလေကျမတို့မိသားစုကိုသဘောကျသွားပုံလေ ဩကြမှာဖြစ်မယ်လေကွာကြမှာဖြစ်မှာပေါ့တွေးတဲ့လူနဲ့တဲ့အောင်ပေါင်းဆိုတဲ့စကားပုံရှိတယ်မဟုတ်လား ဟုတ်တယ်တော့ တဲ့အောင်ငါသားမှတ်ထားလောကမှာလက်ဆောင်ကိုလက်သေးတော့မကွေဘူးသိလား ဟုတ်ကဲ့ပါဗျ ပေးဟောပေးပါလေကိုကြီးဟာ မင်းကလည်းအေးစင်းတော့မှတကယ်လို့ဘယ်ကနေဘယ်လိုလိုက်လာလဲ မလေးကိုကြီးပေးညီလေးကငယ်ညီလို့မယ်ကိုကြီးနားပါအောင်ကိုကြီးရပါညီရ ရပါတယ်ကိုကြီးမပြင်ပါဘူး ရပါတယ်ကိုကြီးဟာကိုကြီးနာညီပေါ့မယ်မလေးကိုကြီးနာကိုကြီးပြင်မန်းနေ ကိုကြီးနဲ့ကိုလေးကိုလေးပါဒီရောက်နေတာ ဟုတ်တယ်ညီမလေးပါကိုကြီးလောင်ဝိုင်းနဲ့ဝင်နေတာ ပါကိုကြီးကညီမလေးသမီးကြီးလား ဟောငါညီမလေးအရင်တော်တာဩမ
ညီမလေးကစားသွားလိုက်လေ စားတော့ကိုကြီးရဲ့အိမ်ရောက်ပါမယ်ညီမလေးစားလိုက်တော့ အဲ့ဒါကိုကြီးဟိုညီလေးညီမလေးနဲ့အိမ်ပြန်လိုက်သွားတော့မယ်ညီမလေးတို့တယောက်စိတ်မချဘူးကိုကြီးဟမ် အေးပါလိုက်ပြလိုက် အဲ့လိုညီမလေးပြန်လာမယ်နော် အေးလမ်းမလည်းစောင့်မသွားနဲ့ဦးနော် ဟုတ်ကဲ့ပါကိုကြီး ဟာဂျင်းမီလို့ပါလားအေးကိုကြောက် ဟဲ့မောင်လားမင်းအိမ်အဆုပ်ပြက်ကိုငါအိမ်လဲလာတာမဟုတ်မင်းဘာမှငါ့ကိုမျက်နှာချိုသွေးမနေနဲ့မင်းကိုနောက်ဆုံးချိန်ငါသတိပေးပြီးပြီဘယ်မှလည်းငါပါစံ တကြီးရဲ့ကျုပ်လည်းဒီနေ့အဆင်ပြေလို့ဟာ တော်စမ်းပါဗျာခင်ဗျားပြောလိုက်ရင်အစင်မပြေတာကြီးပဲရိုးနေပြီဟေးသူ့အိမ်နဲ့လေကိုတင်လိုက်မယ်ဗျကြားတယ် ဟာကျုပ်အိမ်နဲ့လဲတော့မသိမ်းမလားက တော်မင်းပေးနိုင်တဲ့အချိန်ကြီးငါမစောင့်ရင်မင်းအိမ်နဲ့လေကိုငါသိမ့်မှာဘာဖြစ်လဲဟမ်သိမ့်မယ်မနေ့ကမင်းမျက်နှာကိုငါမမြင်ရင်ဘူးငါ့အိမ်မှာဆင်းတော့ဒါပဲ ကျုပ်အိမ်နဲ့လဲတော့မလုပ်ပါဘူးစစ်ကိုတော့ ညီမလေးကလည်းကိုင်းနဲ့အလုပ်မလုပ်ပါနဲ့ညီမတင်မမှာပေါ့ညီမလေးရဲ့ အဲ့တော့လေကိုကြီးရဲ့ညီမလေးလုပ်နေ ဟုတ်တာပဲညီမလေးရဲ့အိမ်မှာနေခဲ့ပါဆိုမလို့ဟာနေတော့တောင်းတော့မယ်ကဲအလုပ်လာတော့အိမ်ပြန်ကြအောင် အေးညီမလေးကိုရအောင်လား နော် ကိုရလိုက်ရှင်လား အိမ်လုပ်တွေရှောက်ရှောက်မလုပ်ပါနဲ့တမီးပြောထားရတာနဲ့အမေဘာဖြစ်လို့ရှောက်ရှောက်လုပ်ရတာလဲ ဟုတ်တာပဲအမေရဲ့အလုပ်တွေမလုပ်ပါနဲ့အခုအလုပ်လုပ်တော့အမေကျမ်းမိုင်မကောင်းဖြစ်ပြီ အလုပ်တွေလုပ်လို့နေမကောင်းဖြစ်တာမဟုတ်ပါဘူးတာကြီးရဲ့အသက်ကြီးလာပြီဆိုတော့လေဝိဒနာဆိုတာခံစားရတာပဲကွ မေတောက်ဝယ်ပြီးသားသေးသေးရောမင်းမငန်းတောက်ရဲ့ ဩတောက်ပါလေတာငယ်တောက်ပါလေကဲတာတို့သမီးတို့လည်းပြင်မန်းပြီးပြန်လာကြတာလေတော့နားကြည့်တော့နားကြည့်တော့ အမေအားတောက်ကောင်းမယ်နော် အေးအေးပါအေးပါ ကိုကြီးတော့နားလိုက်နော်ညီမလေးသိပြီးလိုက် ညီမလေးကလိမ့်ပါတယ်နော်ဟဲ့ ကဲမေကိုတေးချကြည့်ပြီနော် ကျမ်းမြေသားသွားမယ်နော် ကဲနှိပ်ပေးမယ်ဆိုတေးချနှိပ်ပေးနော်
မေမလေး ဟာတာကြီးနဲ့တိုင်းကပြန်လာပြီသမီးဟိုမှာနဲ့ကိုလေးပြန်လာပြီ ကိုကြီးတို့ကြလာပြီဟဲ့ပြောလိုက်တာဟဲ့ ဒါတားလား ဟေး ဟေး အလေးအမေကိုတတိယလိုက်တာအမေကိုပြန်လိုက်တာအမေရဲ့ လေတားရဲ့မင်းကလည်းတတိရတာပေါ့နောက်ပြီးတော့လေတားတို့မျိုးစေးကိုသွားတာအမေကစိတ်ကြည်ပူနေတာဟုတ် ဘာဖြစ်လို့လဲအမေရဲ့ ဩတားရဲ့ဂျပန်လေးကစိတ်မထင်လို့တောင်းကျမ်းတတ်ကြတာလေ ဟောအဲ့ဒါဘာမှဖြစ်ပါဘူးမေရကိုကသူ့ဘာလုပ်တာမှမဟုတ်တာအမေတို့ဈေးတွေပါလာတယ် ဟုတ်လား အေး ဟမ် ရောက်မေတို့ဈေးတာ အေးဆေးတွေကိုစုံလို့ ကိုကြီးနဲ့ကိုလေးသမီးဘူးရောဘာပါသေးလဲ ဟာကိုကြီးဟုတ်တယ်ညီမလေးဒီကတော့ညီမလေးတို့ကိုတို့မေ့လာတယ် ကိုကြီးကလည်းညီမလေးဘူးကြာဘာမှဘာမလာဘူးတော်ပြီစိတ်ဆိုးတယ်ကိုကြီးနဲ့ကိုလေးချစ်တော့အမေသမီးဘူးကြာတော့ဘာမှမပါဘူးရဲ့ ဒီမလေးရဲ့ကိုတို့ကနောက်တာဒီမလေးတို့ပါရောက် ကိုညီမလေးတို့ဘယ်လိုမေ့ထားလို့ရမှာလဲ အေးရရဲလာရဲတယ်သမီးနဲ့လိုက်ရရင်မြင်ကြည့်ပါ လိုက်ပါရဲ့ ငါညီမလေးကဘာပဲဝေလှပြီးသားပဲနော်လှပြီးသားပဲမျက်နှာကမျိုးဦးသမီးမကြီးရဲ့မွေးရတဲ့မျက်နှာနဲ့ လာရမလားရင်မြင် ဩလှပါလေဆိုသမီးလေးရလေအရန်လှတယ်ကဲစိတ်ကောက်ပြေသွားပြီသမီးလေးတို့သားလေးတို့လေအခုလိုချစ်ခင်ခင်နေကြတာသမီးရန်ကိုစိတ်ချမ်းသာတာပဲကွယ် မကျွေ 哦，这今天转了先转了看嘛。 နင်တို့ရောငါထိုင်မို့လာတာမဟုတ်ဟမ်ဘလို့လဲမကျွေနင်တို့သားမိတွေဇရက်ပေါ်ရောက်ချင်ပြီထင်တယ်ဟမ် ဟိုကျမတောင်းမှမှာလည်းတကြီးမင်းရဲ့ကျမသားနှစ်ယောက်ကလည်းအလောက်ကင်မကောင်းကြလို့ပါရှင် အလောက်မကောင်းလို့ဟုတ်လားနင်သားတွေအလောက်ကောင်းတဲ့အချိန်ဒီငါပါဇက်တဲ့လက်ထည့်ပြီးစောင့်နေရမှာလားဟာဟမ် သမီးတို့စူးစမ်းပြီးဆက်ပါမယ်တကြီးရေ ဘာစူးစမ်းပေးမယ်ဟုတ်လားနင်ငါ့အိမ်မှာ10နှစ်တော့လာပြီးကြုံခံတာတော့ဒီကျွေးမကြေဘူးနင်နားလေလားဟမ် ကဲပါပါရဲ့သူတို့ကိုလည်းအလုံးလုံးနေတာပဲပြီးတော့သူတို့အိမ်နဲ့ခြံကကျွန်တော်တို့လက်ထဲမှာနေမှာသူတို့အချိန်နဲ့တော့ပေးလိုက်ပါဦးကဲကြီးလေးဘာမှမပူနဲ့တော့
ကျုပ်ဘောက်ကျုပ်ပြောပေးမယ်ကြီးပြလာမဖရဲ့တော့ကြောက်ဒါပါဗျာနေပါဦးဘာလို့လဲသွားမလို့ ငါကိုင်းနဲ့ကိုလေးစီသွားမလို့ နင့်ကိုကြီးနဲ့ကိုလေးကလဲထဲမှာဝေးကြီးပဲလေဘာသွားလုံးပါလဲကိုအောင်ထူးနဲ့စကားပြောခဏလိုက်ခဲ့ပါဦး ဒီမှာစကားပြောရလေခဏကရှိ နေပါဦးဘာလို့ကြာ ဒီမှာဒီမှာခါ နေပါဦးဒီနဲ့စကားပြောဖို့လိုက်ခဲ့တာမေဘာဖြစ်နေလဲမေရဲ့မေဘာဖြစ်နေပြောပါဦးမေရဲ့ မင်းတို့မနေ့ကရံဖြစ်လာကြတယ်ဆို ဖြစ်ပါဦး မင်းတို့တော့ငါ့ကိုညာတတ်နေကြပြီကိုငါမနေ့ကတော့မင်းတို့ရံဖြစ်တယ်ဆိုတာကိုတကြီးခေါ်ပြောလို့သိပြီးပြီ ဟုတ်မေတာတို့ညာမိပါတယ်မေ ဟုတ်ပါတယ်မေတောက်ညာဖြစ်တယ်ဆိုတော့မှန်ပါတယ်ဒါပေမဲ့ဒီကိစ္စမှာဒီကောင်နဲ့ညီမလေးကိုစော်ကားလို့ဖြစ်ရတာမေတောက်တဲ့ဘက်ကမမအောင် ဟဲ့တားတို့ဘက်ကမှားမှန်
ကိုကဆင်းရဲသားဆိုတော့ဘာပဲပြောပြောသူများကိုသိခံရမှာပဲလေကိုညီမလေးကိုသူများကစော်ကားလို့ကိုကမခံကျင်ဘူးဆိုရင်လေတကြီးကိုသွားပြောပြီးတော့ဆုံးမခိုင်းရမှာပေါ့အခုတော့မင်းတို့ကရံဖြစ်လာတယ်လို့ကွယ် အမေဟိုတားတို့ကြောင့်လည်းသိတာပဲအမေတားတို့ကညီမလေးကိုထင်ခံရမခံတာဟိုညီမလေးအတွက်နဲ့ဟိုတားတို့ကိုဖြစ်တာပဲအမေနောက်ဆိုရင်လေဟိုဘာမှမဖြစ်တော့ပါဘူးနော်မေနော်အမေပြောလိုက်ပါဦးမေ ပြောပါမယ်လို့တားပြီးပြီနောက်ဆိုတားတို့ဒီလိုစင်နေပါမယ်နော် ဟုတ်ပါပြီပဲကောင်းပါပြီကောင်းပါပြီ ဒါလေးစင်နေနော်ကိုညီမလေးလည်းမလာသေးပါလားကိုညီပိုက်နေစားနေပြီ နေရကွာညီမလေးနေတဲ့ချင်းပို့နေကြသူ့ချက်ချင်လာမှာပေါ့မင်း ဟာကိုကြီးအချိန်လဲကြည့်အောင်ကိုကြီးနေတော်မြင့်နေပြီညီမလေးဒီတော့တစ်ခါမှနောက်မကြောက်ဘူးပါကိုကြီး နေတော့မြင့်နေပြီဘာမို့ဒီနေ့မကောင်းဘူးဒီကျေးဇူးတော်ပါ ဟုတ်တယ်ကိုကြီးညီအလုပ်လုပ်ရတာစိတ်သားလေးနေညီတို့အလုပ်စောစောသိအိမ်ပြန်အောင်ကိုကြီးဟာဒါပါကိုကြီးအတော့နောက်လုံးတွေရတယ်ဒီစိတ်နေနေပါဟာဒါပါကိုကြီးနော်စားထားရနားနေဘူးနော် မေ မလည်းမသိပါ မေ မေ ဟဲ့သားတို့ညီမလေးရော ဟမ်အမေကလည်းညီမလေးသမင်းတော့လာမပို့လို့မှတားတို့ပိုက်စားလို့အစောကြီးပြန်လာတာ ဟုတ်တယ်မေတောင်းလို့ညီကိုနေညီမလေးမြတ်နေမကောင်းလားဆိုပြီးတော့အခုအိမ်ပြန်လာပြီးတော့စားတာ ဟဲ့သားတို့ရဲ့သားတို့ထမင်းစားဖို့အမေကိုယ်တိုင်ထမင်းတော့ဖို့လွှတ်လိုက်တာလေ မချောက်ဘူးမေ ဟဲ့သားရဲ့ဟုတ်ရလားညီမလေးနောက်ကပါလာလားအမေကိုမစနဲ့နော် တောင်းစားနေမို့မေတောင်းလို့စီကိုညီမလေးတကယ်ရောက်မလာလို့တောင်းတော့အိမ်ပြန်လာလားမေ ဖေဟာဖေဟာဒါဆိုတော့ကိုယ်ကဖြစ်နေလား ဒါမှလွယ်ရအောင်မေမေက အာဒီကို သားရဲ့ မေ မ မေ နဲ့ ကို ပါဘူး ညီတို့တဲနေတော့မျိုးညီမလေးကိုညီလေးတောင်းချကြမယ်လို့ကိုကြီးနော် တော့သားရဲ့သွားပါအောင်ညီမလေးကဖြစ်လည်းမသိဘူးဟိုဖေဟာဖေဟာသမီးလေးဘာမှမဖြစ်ပါစေနဲ့ဘာမှမဖြစ်ပါစေသမီးလေးတော့တခုဖြစ်အမေကြီးကြောပြီသားရဲ့ပြေချာချာရတာနော်ဒီနေ့ပြန်လာတာသိလား ကိုကြီးဘယ်လိုလုပ်ကြမလဲကိုကြီးညီမလေးကိုတရားလုံးလိုက်ရှာလဲနှက်နေပြီအိမ်မှာလည်းမသိဘူးအချိန်ကိုလဲကြည့်အောင်ကိုကြီးညီလေးတော့တော်တော်စိတ်ပူလာပြီ ဟုတ်တယ်ကွာညီမလေးဒီလိုတစ်ခါမှမသွားဘူး ကိုကြီးဖြစ်ညီလေးအထင်ပြောရင်တော့ညီမလေးကိုဖတ်စစ်ဂျပန်ကောင်နေဖမ်းခေါ်သွားလားမသိဘူးကိုကြီးဟမ် ဖြစ်တော့ဖြစ်နိုင်တယ်ဒီဂျပန်နေညီမလေးကိုဒါတကယ်ခေါ်သွားခဲ့ဒီကောင်အကုန်ကတပ်ပြစ်မှာ ကိုကြီးဒီကြောင်းဆိုတော့ညီတို့ညီတို့ဒီတိုင်းနေလို့မရှိဘူးကိုကြီးဒီကြောင်းတွေကိုညီတို့တကြီးတို့သွားပြောရမယ်ကိုကြီးဟမ် ဟုတ်တယ်ကောင်းတယ်တကြီးကိုသွားအကြောင်းကြားထားမှဖြစ်မှာ ဟုတ်တယ်ကိုကြီးပြောင်းဘာကိစ္စ တကြီးကိုအကြောင်းကြားစရာရှိလို့ ဘာအကြောင်းကြောင့်မလို့ ကျွန်တော်ညီမလေးပျောက်နေလို့ပါတကြီး ဘာဘောင်းနုပြောက်သွားလို့ဟုတ်လား ဟုတ်ပါတယ်ကိုအောင်လူကကျုံးညီမလေးပျောက်နေအကြာကြီးဗျာတရားလုံးနဲ့လိုက်ရှာနှံ့နေပြီ
ဘာမှရှာလို့မသိလို့တကြီးနဲ့တကြီးကတော့လာအကြောင်းကြတာပါဗျာ ဘယ်မှမရှာလို့မတွေ့ရင်လင်းနောက်လိုက်ပြီးတာဖြစ်မှာပေါ့ရေလို့လို့ ဟာမေရလေဗျာဘာလို့ရှော့ပြောနေလဲ ဟုတ်ပါကျွန်တော်ညီမလေးမှာချစ်သူကြီးစားလည်းမရှိပါဘူး။ခဲနောက်လိုက်သွားတာတော့မဖြစ်နိုင်ဘူးနဲ့တူတဲ့တကြီး ဟဲ့အဲ့ဆိုငါဘာလုပ်ပြရအောင် ဟိုလေတကြီးဟိုကျွန်တော်ညီမလေးကိုဂျပန်နေမြဲဖမ်းသွားလားမသိဘူး ဟဲ့မင်းတို့ပါစပိတ်တာဂျပန်နေကြားသွားရင်မင်းကြီးမပျောက်နေမှာမင်းတို့တမိသားဆုံးပျောက်သွားလိမ့်မယ်ခက်တာဟဲ့သွားကြတာ ကဲစစ်ပန်နဲ့စစ်နိုင်တိတ်လက်စစ်မပူပါနဲ့ကွာငါဂျပန်နေစီကစုံစမ်းပေးပါမယ်ကွာကဲသွားကြ အဲ့ဒါကျွန်တော်တို့ပြောင်းဝင်ပြပါအောင် နေတဲ့တော့စားမှုသမီးလေးမြတ်တခုခုဖြစ်နေသလားမသိဘူးဒါရိုးဒီမလေးကိုရအောင်ရှာခဲ့ကြပါကွယ်အမေရနေပူလာပြီမင်းရနေပူလာပြီသမီးလေးဘာဖြစ်လဲမလေး ကိုယ်ကမှတည်းရတယ်။မာလေးကကိုယ်တို့ညီကိုနှစ်ယောက်စိတ်ဆိုးပြီးခရီးပြင်အောက်ရောက်နေတယ်တူတယ်။အဲ့လိုသွားရှာကြည့် ဟုတ်တယ်ကိုကြီးကိုကြီးကပြက်နေတယ်မလေးအဲ့မှာရှိနေတယ်သွား ဟုတ်လား ကိုကြီးညီမလေးကခေးပင်အောက်မှာလည်းမရှိပါလားကိုကြီးလေးထင်သွားရင်တော့ညီမလေးချစ်သူကြီးစားများရှိလို့သူကြီးစားနဲ့လိုက်ဝါလာမသိ ဟာမင်းညီမလေးရီးစားရှိတယ်မရှိဘူးဆိုတာငါတို့ညီကိုနှစ်ယောက်သိကြုံလေကွာ အေးဗျာစဉ်းစားတော့ခက်တယ်ဒီလိုမျိုးနဲ့ညီမလေးတစ်ခါမရောက်ဘူးပေါ့ဟောဒါနဲ့ကိုကြီးဟိုညီလေးတို့ညီကိုနှစ်ယောက်ဒီမှာရှာနေတော့မြန်ညီမလေးအိမ်ပြန်ရောက်နေမလားမသိဘူးဟမ် အေးဟုတ်တယ်ကွာဖြစ်နိုင်ဖြစ် သမီးလေးမပါ မတွေ့ဘူးဘာမှမတွေ့ခဲ့ဘူးမေယာညီမလေးမတွေ့ဘူးဟုတ်တယ်ဘယ်မှမတွေ့ဘူး ဟုတ်တယ်တားတို့ညီကိုလည်းကညီမလေးအိမ်ပြန်ရောက်နေပြီတင်နာမေယာရှာတရားလုံးနဲ့နေမေယာဘာမှမရှာလို့မရဘူး မရောက်ပါဘူးသားရဲ့ ဝိတ် အေးဟုတ်တယ်မရောက်ပါဘူးတို့မပြေရပြီစီလေ စိတ်ထဲမှာမေယာ မပြေရပြီစီတာကြီးတာကြီး ကိုညီမလေးဒါတော့တခါမလုပ်ဘူးကွာစဉ်းစားတော်တော်ကြက်တယ်မေယာ တာရဲ့ဘယ်လိုကြမလဲ ဒါတို့လည်းရှာတာပဲ မေယာကိုအရင်တော့စိတ်မဝင်တားတို့တွေ့အောင်ရှာမှာပါမေယာမင်းနော်စိတ်ထဲနာ တို့ပြေရပြီအမေတို့ဘယ်လိုမှမဒီလိုဒီလည်းတော့ဘူးလားဘော ညီမလေးကြည့်လို့တစ်ခါမှတော့မသွားဘူးမေယာဒါပေမဲ့ဒါတို့လည်းရှာတာဘယ်မှမတွေ့ဘူးမေယာဒါပေမဲ့ဘာစိတ်ပူပါနဲ့မေနော်ဒါတို့ထပ်စုကြောက်ရှာပါအောင် ဟုတ်ပါလေဗျာတားတို့လေညီမလေးတွေ့အောင်ရှာမယ်နော်မေမေကျမယူစားပါရဲ့ မေမေ ဒီစီလေးပြပါလားလေမေမေ မေဘာဖြစ်ပါမေမေတလေးကအမေကိုကြီးအမေဒါမရှိအောင်ကိုကြီးလာမေး
ဂျပန်နေလည်းခေါ်ရတာမဟုတ်ဘူးဆိုတော့ဘယ်ဟောလဲမသိဘူး ဟာသိတယ်လို့တော့သူတို့မှဆွေမျိုးတိုင်ဝင်လည်းမရှိပါဘူးကွာပြီးတော့ဘန်းတို့ကလည်းဘယ်မှသွားတက်လာတာ ဟာဒါဆိုဘန်းတို့ကတော်လန်ရေးတဲ့ဝင်သွားတာဖြစ်တယ်ဟုတ်ကဲ့ တူတူပြောသားမှာဘာလို့ရှောက်ပြောနေလဲသူ့ကြံတဲ့လူတွေကဒုက္ခရောက်တယ်ကြောက်တော့စားရှိတော့ မင်းတော့ငါကတော့ ချာဖိ ပြီးရတယ်လည်းပြီးခဲ့ပါပြီကိုယ်ပြန်ချအောင်ဒီပေါ့အောင်တရားရောဆွဲလိုက်ပြီပဲကိုကြီး ဆက်တယ် စိတ်ကပြောင်း မေးရစီးနေပါလားဟုတ်လားဟင်မေးရစီးတာ ဆေးတွေကိုစုံလို့ ကိုကြီးနဲ့ကိုလေးသမီးကိုဘာပါတိလဲ ဟာကိုကြီးဟုတ်တယ်ညီမလေးဒီကတော့ညီမလေးတော့ကိုတို့မေ့လာတယ် ကိုကြီးကလည်းဘာလေးကိုကြောဘာမှဘာမလားတော့စိတ်ဆိုးတယ်ကိုကြီးနဲ့ကိုလေးမချစ်တော့အမေသမီးကိုကြောတော့ဘာမှမပါဘူး မလေးရဲ့ကိုကျွတ်မလေးတော့ပါရောက် ကိုညီမလေးတော့ဘယ်လိုမေ့လာရရမလဲ လက်ရမယ်ဟာဒီတော့ကဲစိတ်ပြီလား မလေး
ကိုကြီးဘောတဲသိုးသိုးပြန်ပြီကိုကြီးဒီမှာလေးရတော့ကဲစိတ်မစိုးနဲ့တော့ဒီမှာလေးပေါ်နေပြီနော်အိပ်ပြအောင်ကိုကြီးနော်ကဲဆက်ဆက်ဘာလေးဒီဝိုင်းပေါ့ လက်ရှာ 记得不用马路，马里奥，你也是在那给人可以。马里，我咋不认识不？我把我主也去的，半路，半路，好嘞，先我，好，来着，你把我搬路来，搬路来不要装路来。俺过去是没抓过。你把我搬路来，搬路来我光出标的是路。你那个呢？把这个表情，你看先拍的。你把我搬路来，搬路来我光出这个七家吧。你看先拍了，拍个二来样子。哦，你咋知道哦？你闺女记得吗？路嘛不是哦的。哦三吧，你闺女记得吗？路嘛不是，你咋知道哦三吧？过路来，过路啊！对着，把路对完了。把山路占了。妈妈弄不来呢，路线你妙不来，你妈。
စားကြည့်ပေးကြပါစို့ ကိုဘာလဲဟုတ်ကဲ့ကိုကြီးဒီနေ့ညီမလေးအိမ်မှာအိမ်မှာထဲမှာလေဒီရုပ်မာရဲ့တကြီးသားလေညီမလေးကိုတတ်လိုက်တယ်လို့ဒီလိုအိမ်မှာမလဲကိုကြီးဒါဆိုရင်ကိုကြီးနဲ့ညီလေးတို့အိမ်မှာကထူနေပြီဘာလို့ဒုက္ခရောက်နေလဲ
ပြီးလို့ရှာဖွေရောက်လာတယ် ကျိုးတို့နေရာကကြီးပြီးကျိုးနာမည်ဆက်ကျိုးနာမည်ဆက်နိုင် ဩတပြေကုန်းရွာကတကြီးသားဖောက်တတ်လိုက်တဲ့ညီကိုပါလားဟုတ်ပါတယ်ဗျာအဲ့ဒါကျုပ်တို့ညီကိုနှစ်ယောက်ကတကြီးတို့တားဖောက်အเจ้าမဲ့တက်ခဲ့တာမဟုတ်ပါဘူးကျုပ်တို့ရဲ့ညီမလေးကိုတကြီးရဲ့သားရှုပ်မာပြီးတော့ရရဆက်တက်ခဲ့လို့ကျွန်တော်တို့လက်စားချေခဲ့တာပါကျုပ်အားလုံးသိပြီးသားပါပြီးတော့တထဲအိမ်တွေကိုဓမြတိုက်ပြီးစည်ရဲသားတွေဝင်ငှပေးနေတာခမည်းတော်ညီကိုနှစ်ယောက်ဆိုတာကျုပ်တက်ပြီးသားပါ အခုလဲရက်ဆက်ရုပ်မာတဲ့တထဲတွေစီကရွှေငွေရတနာတွေကိုတိုက်ယူတော်လိုင်းအတွက်လူတိုင်းမှာဟိုပြီးတော့ကျွန်တော်တို့ညီကိုနေရာကိုတော်လိုင်းနဲ့ဝင်ပြီး ကောင်းပါရဲ့ကျုပ်တို့တော်လိုင်းကြီးဖွဲ့ကကြိုးဆိုပါသူ့ကြုံမခံလို့တဲ့စိတ်နဲ့အမိမီကိုကောက်ွယ်တာမုံမြတ်တဲ့စိတ်ထားပါကျုပ်တို့အတူလက်တွဲပြီးတိုက်ပွဲဝင်ကြတာပေါ့ စစ်ပိုင်နဲ့စစ်နိုင်ဒီကိုနှစ်ယောက်ကတော်လန်ရေးတက်ထဲမှာရှိရငါဖမ်းပြီးနိုင်ရင်တော့စုငွေအများကြီးရဂျပန်တွေကလည်းငါ့ကိုသဘောကျသွားမှာပဲဒီတပြေကုန်းရောက်မှာတကြီးမရှိဘူးဆိုတော့ငါဒီရောက်မှာတကြီးဖြစ်သွားနိုင်တယ် ကိုစစ်ပိုင်ကျုပ်တို့နဲ့တူတော်လန်ရေးမှာစိတ်တက်ပြင်းပြင်းထန်ထန်နဲ့ပါဝင်ခဲ့တာကျုပ်လေးစားပါပြီးတော့ကျုပ်တို့အခုတိုက်နေတဲ့တိုက်ပွဲဟာတိုင်းရင်းသားအားလုံးနဲ့မြန်မာမျိုးသားအားလုံးတွက်ပါ အခုလဲကျူးကျော်သူရဲ့လက်အောက်တော့ကျွံဘဝနဲ့နေရတော့ ဟုတ်ပါတယ်ကျုပ်တို့တွေကဒီတိုင်းလက်ပိုက်ကြည့်နေလို့တော့မရဘူးကျုပ်တို့တွေဒီတိုင်းပဲခေါင်းငုတ်ခံနေမယ်ဆိုရင်ကျုပ်တို့တွေရဲ့တားစင်မြေးဆက်တွေအကုန်လုံးထုံဝတက်မှာမဟုတ်ဘူးဗျအေးဗျာကျုပ်တို့အခုလိုတက်တက်ကြွကြွနဲ့တိုက်ပွဲဝင်နေကြရင်မကြခင်ရေးတော်ဘုံကအောင်ရမှာပါရဲဘော်တွေကဲတော်လားပြစ်ပိုင်နဲ့စစ်နိုင်ဒီကိုနှစ်ကောင်ကိုထုတ်ထားရစစ်ပိုင်နဲ့စစ်နိုင်ဒီကိုနှစ်ကောင်ကိုဖမ်းပေးနိုင်ရင်တိကျတဲ့သတင်းကိုပေးနိုင်ငွေအထားပေးရကဲကားရကြဟေးကားလေတော့တော့ဟုတ်တာခေါင်းဆောင်ဒါတပီကုန်းရွာကိုကြောက်တိုးတဲ့သူကဂျပန်တယောက်ကိုဖမ်းလာတာကိုကြောက်တယ်ဘယ်လိုဖြစ်လာလဲကိုစပါနဲ့ကိုစနေကြိုရောက်ကြတော့ဟုတ်တယ်ကျွန်တော်ညီကိုနှစ်ယောက်တော်လိုင်းတစ်ဖွဲ့တော့ဝင်လိုက်ပြီခင်ဗျာဘယ်လိုဖြစ်ပြီးဒီကိုရောက်လာဟောနားနဲ့မိတ်ဆက်ပြရအောင်
ဒါကျုပ်တို့ရဲ့တော်လိုင်းအဖွဲ့အကောင်းဆောင်ကိုညမောင်လို့ခေါ်တယ် ခင်ဗျားဘာဖြစ်လို့ဒီဂျပန်ခေါ်လာလဲကျုပ်လမ်းမှာဂျပန်ဘောနှစ်ယောက်ကိုတက်ပြီးဒီကောင်ခေါ်လာဒီကောင်စစ်ပြီးမင်းဒီကောင်တွေရဲ့လှုပ်ရှားမှုတွေဘာလို့လဲဆိုတော့ကျုပ်ကဂျပန်မှာကောင်းတယ်ကဲဒီဂျပန်ကိုချုပ်ထားလိုက်စားစာကောင်းကောင်းတွေးရလိုက်ပါတော့ညောက်တော့ဒီပေးကြတယ်ကျုပ်တို့တတ်မှတ်ထားတဲ့နေရာလောက်ထိပဲသွားဖို့ခုတော့နားလိုက်အောင်ပေါ့ တိုက်ပွဲတိုင်းကျုပ်တို့နဲ့ဒီကနေ့ရဲရဲဝံ့ဝံ့တောက်လိုက်တဲ့ကျုပ်တို့သိနေကြပါပြီးတော့အားလုံးရဲ့ကိုစားကျုပ်ဂုဏ်ယူတယ် ဟုတ်တယ်ဗျအခုလိုကျုပ်တို့တပြေကုန်းရွာသူရွာသားတွေကမျိုးချစ်စိတ်ဓာတ်ရှိရတွေ့ရအောင်ကျုပ်ရဲကောင်းယူတယ်ဗျ ကျုပ်လည်းပါပါပဲအားမတန်မှန်လျှော့နေတာချင်းတော့စောင့် ဟုတ်တယ်ကိုကြောက်တို့ကျုပ်တို့တပြေကုန်းရမှာဂျပန်ရဲ့စကယ်ပြန်လုပ်နေတော့ကျုပ်တို့ရအားလုံးကိုကြောက်တို့ပေါ့ထင်နေပြီအခုတော့ကျုပ်တို့နဲ့အတူတော်လိုင်းရဲ့တိုက်ပွဲတွေမှာရွရွချွတ်ချွတ်တိုက်ပွဲဝင်နေတယ်မြင်ရတော့ကိုကြောက်တို့ပေါ့ကျုပ်တို့ရအားလုံးမြင်ရှင်းသွားပါ အားလုံးညီညီညွတ်ညွတ်နဲ့စုပေါင်းတွန်းလိုက်ရေးတော့ဘုံအောင်ရမှာပေါ့ရေးတော့ဘုံ အား ရေးတော့ဘုံ အားပြီ ရေးတော့ဘုံ အားပြီ
ဆောင်ကိုကြောက်တို့ကြုံနေရတာရှာလိုက်တွေ့ပါဦး အဲ့ဆိုရင်တော့အဲ့မှာကြောက်တို့ဘယ်တက်တာဖောက်ဝိုင်းနေကိုကြီး ဟုတ်တယ်ဒါဆိုရင်ငါတို့ဘက်ရဲ့အနေရှိနိုင်ဘောလုံးဒရီဝီရရှိကြတယ်ကဲရဲပါလို့တကားချွေးအောင်ဟုတ်တော့ကြောက်ဒရိုင်းတက်လာပါတယ်ဟုတ်ကဲအားလုံးကြည့်ပြီရွာသူရွာသားအားလုံးနားထောင်ကြကျုပ်ကအထက်ရုံးကတာဝန်ရပေးလိုက်တဲ့စကားပြန်တယောက်ပဲဟောဒီကားစုံမှာတွေ့လားအေးသူတို့ကကျုပ်တို့ရဲ့ဂျပန်မာစတာကြီးကိုပုံကန်နေတဲ့သဘောနှစ်ယောက်ပဲအေးကျုပ်တို့မာစတာကြီးကိုပုံကန်မယ်ဆိုလို့ရှိရင်အဲ့ဒီသဘောနှစ်ယောက်လိုပဲအသေးဆုံးနဲ့ပေးရမယ်ညီလေးကိုကြီးတို့နှစ်ယောက်တောင်းကြည့်ပါတယ်ဟာရုံးကြီးကိုနှစ်ယောက်မရှိလေတိုင်းကြည့်ကြီးလွတ်လပ်ဖို့အတွက်ကျန်တဲ့ရဲဘော်တွေကဆက်တိုက်နေဦးမှာပဲသိပြောပါပြီကိုကြီးရဲ့ဘဝတစ်ခုပြီးဆုံးသွားရင်နောက်တဲ့ဘဝတစ်ခုဆိုတာရှိနေအောင်ပါပဲဒီလေးတို့မိသားစုတွေနောက်ဘဝကြိုင်တော်ရှင်စွာနဲ့ပြန်ဆုံတွေ့ကြရအောင်ပါကိုကြီးရဲ့ကဲရအောင်လေမင်းတို့နောက်ဆုံးဘာမှထပ်ပြောရင်သေးလဲပြောရှေ့တာပေါ့ကွာဒီလေငါတို့တည်တော့ငကြမလာဘူးကွာFire!
။